ခုဆိုရင်ဘလောမျိုးအမှတ်3ရပ်ကွက်ကိုကိုစားပြထားတဲ့ရွာတစ်ဟာဆိုရင်တစ်ခေတ်တုန်းကချန်ပီယံဆုကိုစုခူးထားတဲ့ရွာတစ်လူငယ်အဖွဲ့ပဲဖြစ်ပါတယ်ခင်ဗျာပထမအဆင့်ကတော့မီးရှူးတွေနဲ့စမှာနော်စချင်းကိုပဲမီးရှူးတွေနဲ့စထားတယ်ပြိတ္တကြီးလာပြီရွာတဲ့ရဲ့ဖွင့်မီးရှူးလို့မြင်ရပါတယ်ရွာတဲ့ရဲ့ဖွင့်မဲလုံးလူကလေးရဲ့တတိထားမယ်တို့တင်တိသေးတယ်ဒါရွာတဲ့မီးရဲ့ဖွင့်မလေးပြန်လာမလေးအဖွင့်မအောင်ပဲဒီကဲတော့လှလှပပနဲ့ရှင်းပြတော့ပါတယ်အဖွင့်မအောင်ပဲဒီကဲတော့မီးရှူးဒီအမလေးတတိထားမယ်နော်မလေးကအင်မတန်မှလှပပါတယ်မဲလုံးလူရဲ့လာပြီဆောင်ထားရှားထားမယ်ကြောင်ရှိကြည့်ဆောင်ထားမယ်နော်ကြောင်ရှိကြည့်ဆောင်ထားမယ်ခင်ဗျာဝေါစိတ်ဝေးဆောင်ထားမယ်မီးရှူးတွေမှာမျက်စိမပါတဲ့အတွက်သူကထိုးချင်တဲ့နေရာထိုးမှာပါတတိထားပါမီးရှူးတွေမှာမျက်စိမပါပါဘူးသူထိုးချင်ထိုးမှာပါအမလေးကျွန်တော်တို့တော့ဒီစောင်းမအင်းဒီပေါ့ပဲဒီမလေးကအားရတော့ဘုရားသူများချစ်တယ်ရွာတဲ့လူတွေတော့ပရိသတ်ရဲ့လက်ခတ်တယ်နဲ့သူ့လူတွေမှာလားခလားပရိသတ်ရဲ့လက်ခတ်တယ်ခလားအမဒီကကာလာဆုံးမီးရှူးတွေပေါ့ခလားဒီကဘာအင်မတန်မှလပ်ပါပါတယ်အဲ့လိုလေမျိုးနဲ့ဥပဒေငယ်တသူ့ပေါ့နာမျိုးနဲ့ဥပဒေငယ်တသူ့မိမိတို့တက်ဖန်ထားတဲ့ပညာလေးတွေနဲ့ယခုလိုကိုလာရောက်ပြီးတော့စိတ်ကြည်ကြည်ကြပါလေနိုင်ငံခြားဖြစ်ခုမှမပါဘူးယခုစိတ်ကြည်နေတဲ့ထဲမှာနိုင်ငံခြားဖြစ်ခုမှမပါဘူးခင်ဗျာဒီလိုတက်အပ်ပညာလေးတွေနဲ့ပြုလုပ်ထားတဲ့ဒီလေးတွေနဲ့ယခုလိုကိုဘလော့ရဲ့2018ဆက်ကြိမ်လောက်မှာလာရောက်ရှင်းပြနေတာရွာတစ်မိန်လုံးလူငယ်လေးတွေဖြစ်ပါလေရွာတစ်ရဲ့မိန်လုံးလူငယ်လေးတွေပါဒီလေးကြောင့်ဒီသက်စာရီဆိုကြတဲ့ဇက်ပေါ်ကအိမ်တမ်းမှလှပပါလေလှပလေးနဲ့ရှင်းပြနေတာဘလော့မျိုးအတော်ရတော့ကိုသားပြထားတဲ့ရွာတစ်မိန်လုံးလူငယ်လေးတွေပါရွာတစ်မိန်လုံးလူငယ်လေးတွေပါဖွဲကောင်းဆောင်ရိုးနေဦးဖွဲကောင်းဆောင်ရိုးနေဦးမီးလောင်နေပါပြီဆောင်းတော့ပြီးပေါင်းနေပါပြီစောင်းတော့ပြီးပေါင်းနေပါပြီဒီအဖွဲရိုးတော့ပါဦးကျွန်တော်တို့စပီကာကြီးမီးလောင်လာပါပြီပလေးရာတတိထားနော်တတိထားလေးရွာတိလူချလိုက်တာဒီတော့လူပြုလုပ်ထားတယ်မသိပါဘူးခင်ဗျာရွာတက်လို့လေဒီတော့လူပြုလုပ်ဆောင်းရမယ်ဆောင်းတယ်ဝေါဆေးဝေးဆောင်းရမယ်ခင်ဗျာဝေါဆေးဝေးဆောင်းရမယ်အမလေးချွေးကိုပြန်ကုန်ခင်ဗျာဒီလိုအချမ်းရည်ဒီမှာရွာတက်လူငယ်လေးတွေကချွေးပြန်စီတဲ့မိပါခင်ဗျာချွေးပြန်စီတဲ့မိအင်မတန်လှပတဲ့မိထုံဆွနဲ့အင်မတန်မှလှပပါမဒီခင်ဗျာတိစုကပါဒီဝမှာဒီလူပြီးဖြစ်စီပါလေဒီလူပြီးပါခင်ဗျာမလေးဝါဒီနဲ့ရိုးနေဖိုင်ရိုးနေဖို့ဒီစားကြရတဲ့ပဲစားကလေးကဒီစားလာလို့မလာသေးဘူးမဒီကိုအနေကိုကြည့်ထားတယ်နော်အမဒီရှူဒီမှာပြစီမပါဘူးလက်ခုတ်တယ်ရွာတဲ့အတွက်လက်ခုတ်တယ်ရွာတဲ့အတွက်လက်ခုတ်တာပါခင်ဗျာအမလေးအနေရတယ်နော်ကြည့်ထားတယ်နော်ကြည့်ထားတယ်ကြည့်ထားတယ်ကြောက်တယ်ဝေါဆေးဝေးကိုဒီလားမလေးသူ့ကိုတော့ကိုမလေးဆွေဒီတော့နေလို့တန်းသူလို့ဆွေဒီလိုက်ထားလို့လေနောက်မှတန်းသူပြီးပြီးရထားကြညာပဲကာပါတွေယူထားတာပြီးရထားကြညာပဲအားပဲလေစောင်းနေတဲ့ဓာတ်ရထိုးတယ်ခင်ဗျာစောင်းနေတဲ့ဓာတ်ရထိုးတယ်ခင်ဗျာ
ရွာသိရင်အပလေးချွေးလေးပြန်တော့ဒီရွာသိအတန်လေးလက်ခုတ်တယ်လေးရွာသိတော့လက်ခုတ်တယ်လေးအပလေး